Massive congratulations. How important was that win for you? How pleased are you? ဒီပွဲကိုနိုင်ရတဲ့အတွက်သူဂုဏ်ယူပါတယ်ဒီဟာကိုဘာများပြောချင်သေးလဲမသိ ကျွန်တော်လည်းအရာကိုဂုဏ်ယူတယ်ပေါ့နော်အခုလိုကျွန်တော်ဒီလို1 championship မှာကျွန်တော်ဝေးပြန်ရတာပဲကျွန်တော်တကယ်ပဲကျေးဇူးတင်တယ်ပြီးတော့ကျွန်တော်တာဝန်ရှိတဲ့လူကြီးမေးတွေလည်းကျွန်တော်ကျေးဇူးတင်တာပေါ့နော်ကျွန်တော်တို့မြန်မာပြည်ကကစားသမားတွေခေါ်ပြီးတဲ့အတွက်လည်းကျွန်တော်အရာကိုကျေးဇူးတင်ပါလို့ပြောချင်ပါတယ်ဘာအဖွဲ့အစည်းကို And he is so thankful to one because the one is very hard to drive from Myanmar and he is also very thankful to one championship the both person because of them he can drive to one championship that's why and he is so happy right now. You're a legend and a world champion in Letway. How big are your ambitions with one championship in Muay Thai? ကိုဒီလဝေးမှာ legend ဟိုပါပေါ့နော်ဒီတမိုင်းဝင်ကိုကစားသမားပေါ့နော်ဆိုတော့ကိုဒီမွေးထိုင်းမှာဒီ one championship မှာကိုဘယ်လိုရွေချက်တွေထားပြီးတော့ကစားမယ်လို့စိတ်ကူးထားတယ်ဒီ1ကြတော့ကျွန်တော်တို့မျိုးလေးချက်တိုင်းကျွန်တော်တို့ကစားသမားတိုင်းရမျိုးလေးချက်ပေါ့နော်ဘာလို့လဲဆိုတော့ကစားသမားတွေ့ရလဲဟိုအခွင့်အရေးလည်းရှိတယ်ပေါ့နော်ဒီကျွန်တော်တို့လက်ဝဲမှာကြတော့အဲ့လောက်လည်းအခွင့်အရေးမရှိဘူးပြီးတော့ပြိုင်ပွဲတွေဘယ်လောက်ပဲနိုင်မနိုင်အဲ့လောက်ထိမျိုးဘူးစာမျိုးလေးဘူးစာမရှိဖြစ်ပေါ့နော်ပြောချင်တာနာတာပဲပို့ပြီးပင်ပန်းတယ်ပေါ့နော်ဒီမွေထိုင်းရဲ့နီးစနစ်နဲ့ဒီ1ကြတော့အရာကိုစာဖြစ်တယ်ကစားသမားတွေအတွက်အရာကိုစာပြောတယ်ပြီးတော့လည်းအဲ့လိုနိုင်ရရှိတဲ့အတွက်လည်းပရိသတ်တွေအားပေးမှုတွေကလည်းအဆက်မတများတာနဲ့တွေ့အဲ့ဒါကြောင့်ဒီ1မွေထိုင်းဘက်ကိုကျွန်တော်တို့ကစားကြိုတို့မြန်မာပြည်ကကစားသမားတိုင်းအဲ့ဘက်ကိုလက်လာဖို့များတယ်ပေါ့နော်စိတ်ပူပါကြတယ်လို့ပြောပူပါကြတယ် right now every kinds of fighters from Myanmar they so interested to join one championship right now because in Myanmar we cannot really have a chance to get many especially and we only get the hardening of our body that is the only thing we get in Myanmar so right now many kinds of fighters wants to drive to one championship seriously and he likes Muay Thai very much because it's a bit different with low weight